တောင်အမေရိကရဲ့အလဲဘိုဟိုမှာတည်ရှိပြီးပင်လယ်ထွက်ပေါက်မရှိတဲ့အတွက်အမေရိကရဲ့နှလုံးသား The Heart of America လို့တင်စားခေါ်ဝေါ်ကြတဲ့ပါရာဂွေးနိုင်ငံအကြောင်းကိုရှင်းပြပေးပါမယ်။ပါရာဂွေးဟာအိမ်နီးချင်းနိုင်ငံတွေဖြစ်တဲ့ဘရာဇီး၊အာဂျင်တီးနားတို့လောက်လူသိမများပေမဲ့ထူးခြားတဲ့ယဉ်ကျေးမှုနဲ့တဘာဝတယံဇာတော်တွေကိုပိုင်ဆိုင်ထားပါတယ်။အခြေခံအချက်လက်များမြို့တော်အာဆွန်စီယွန်တောင်အမေရိကရဲ့ရွှေအကြဆုံးမြို့ကြီးတွေကတစ်ခုဖြစ်ပါတယ်။ဘာသာစကားစပိန်နဲ့ဂွာရာနီပါရာဂွေးဟာဒေသခံတိုင်းရင်းသားဘာသာစကားကိုဇုံသုံးဘာသာစကားအဖြစ်အတိအမှတ်ပြုပြီးလူဦးရေအများစုကပြောဆိုကြတဲ့ရှားပါးရဲ့လက်တင်အမေရိကန်နိုင်ငံဖြစ်ပါတယ်။ငွေကြေးဂွာရာနီ PYG အိမ်နီးချင်းနိုင်ငံများဘိုလီဗီးယားဘရာဇီးနဲ့အာဂျင်တီးနားနှစ်လျှက်စစ်စွမ်းအင်၏ဗဟိုချက်ပါရာဂွေးဟာတဘာဝတယံဇာတနဲပါပုံရပေမဲ့လျှက်စစ်စွမ်းအင်ထုတ်လုပ်မှုမှာကမ္ဘာထိပ်တန်းမှာရှိပါတယ်။အီတိုင်ဘူဒန်ဘရာဇီးနဲ့ပါရာဂွေးနယ်စပ်မှာရှိတဲ့ဒီရေအားလျှက်စစ်ဆယ်ကီဟာကမ္ဘာအကြီးဆုံးတွေကတစ်ခုပါ။ပါရာဂွေးဟာမိမိနိုင်ငံသုံးဖို့ထက်ပိုလာနဲ့လျှက်စစ်ဓာတ်အားတွေကိုထုတ်လုပ်နိုင်ပြီးအိမ်နီးချင်းနိုင်ငံတွေကိုပြန်လည်တင်ပို့ရောင်းချပါတယ်။၃ပထဝီချင်းရဲ့တဘာဝပတ်ဝန်းကျင်ပါရာဂွေးမြို့ကြီးဟာနိုင်ငံကိုအပိုင်းနှစ်ပိုင်းခွဲထားပါတယ်။ပါရာနီညာအရှေ့ဘက်လူဦးရေအများစုနေထိုင်ပြီးမြေစီလွာကောင်းမွန်ကမိုးများတဲ့တောင်ကုန်းဒေသဖြစ်ပါတယ်။ချာကိုအဝက်ဘက်နိုင်ငံဧရိယာရဲ့60%ကျော်ရှိပေမဲ့လူနေကျဲပါပါတယ်။ထူထပ်တဲ့ခြုံပုတ်တော်တွေနဲ့တောရိုင်းတိရစ္ဆာန်တွေဥပမာတစ်ကြားပဝိစားကောင်တို့ရှိတဲ့ဒေသဖြစ်ပါတယ်။စီးပွားရေးနဲ့စိုက်ပျိုးရေးပဲပီဆန်ဆိုယာဘင်းစ်ပါရာဂွေးဟာကမ္ဘာပေါ်မှာပဲပီဆန်စတုထအများဆုံးတင်ပို့တဲ့နိုင်ငံဖြစ်ပါတယ်။ကျွေးနွားမွေးမြူရေးဟာလည်းနိုင်ငံရဲ့အဓိကဝင်ငွေတစ်ခုဖြစ်ပါတယ်။ရဲဘာမိတ်ပါရာဂွေးရဲ့နာမည်ကြီးလက်ဖက်ချောက်တင်မှုဖြစ်ပြီး၎င်းကိုရေအေးနဲ့ဖျော်တောက်တဲ့တေရရဲဟာနိုင်ငံရဲ့အမျိုးသားအဖျော်ယမကဖြစ်ပါတယ်။တမီချောင်းပါရာဂွေးဟာ1871ခုနှစ်မှာစပိန်လက်အောက်ကနေလွတ်လပ်ရေးရခဲ့ပါတယ်။ Triple Alliance စစ်ပွဲ1864ကနေ1890အထိပါရာဂွေးဟာဘရာဇီး၊အာဂျင်တီးနား၊ဥရုဂွေးသုံးနိုင်ငံပေါင်းနဲ့စစ်ဖြစ်ဖူးပါတယ်။ဒီစစ်ပွဲကြောင့်နိုင်ငံရဲ့အမျိုးသားလူဦးရေ90%နီးပါးသေဆုံးရတဲ့ဝမ်းနည်းစရာတမိကြောင်ရှိခဲ့ပါတယ်။ယနေ့ခေတ်ပါရာဂွေးလူဦးရေအများစုဟာစပိန်နဲ့ဂွာရာနီတိုင်းရင်းသားသွေးနှောသူမှဖြစ်ကြပါတယ်။စိတ်ဝင်စားစရာအချက်လက်တုံကအလန်ပါရာဂွေးနိုင်ငံတော်အလန်ဟာကမ္ဘာပေါ်မှာအရှေ့ဘက်နောက်ဘက်ဂျော်ဂျင်ကတ်တစိမ့်မတူတဲ့တစ်ခုတည်းအလံဖြစ်ပါတယ်။အရှေ့ဘက်မှာနိုင်ငံတော်တစိမ့်ပါရှိပြီးနောက်ဘက်မှာတော့ဘန်ဒါတစိမ့်ဖြစ်တဲ့ချင်းသေးပုံမှာပါရှိပါတယ်။နေဗီပါရာဂွေးဟာကုန်းတွင်ပေါက်နိုင်ငံဖြစ်ပေမဲ့မြစ်ကြောင်းတွေအားကောင်းတဲ့အတွက်ကမ္ဘာပေါ်မှာအင်အားကြီးဆုံးကုန်းတွင်ပေါက်ရေတပ်ကိုပိုင်ဆိုင်ထားတဲ့နိုင်ငံဖြစ်ပါတယ်